สวัสดีค่ะทุกคนအားလုံးပဲမင်္ဂလာပါဒီနေ့တော့ chip high ဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးမှာဖြစ်ပါတယ်ရှာရှာပပမီလာနေတုန်းလေးအစီရင်ခံစာပို့နေတဲ့အချိန်မှာမီးပြတ်သွားတယ်ဆိုရင်တော့ဒီလိုမျိုးပြောလို့ရပါတယ် Fired up ตอนกำลังจะส่งรายงานเลย chip high แล้ว Fired up ဆိုတာကမီးပြတ်သွားတယ် ตอนဆိုတာကတော့အချိန်ကိုရည်ညွှန်းတဲ့စကားလုံးဖြစ်ပါတယ်กำลังဆိုတာကတော့လုံနေစေจะส่งဆိုတာကပို့တာรายงานဆိုတာကတော့အစီရင်ခံစာလို့ပြောတာပါ Fired up ตอนกำลังจะส่งรายงานเลยဆိုတာကအစီရင်ခံစာပို့နေတဲ့အချိန်မှာမီးပြတ်သွားတယ်အဲ့လိုဆိုရင်တော့ chip high แล้วသောက်ကြိုးနေလို့ပြောချင်တာဖြစ်ပါတယ်ဒီလိုအဓိပ္ပာယ်တူစကားလုံးလေးကိုလည်းအစားထိုးပြီးသုံးလို့ရပါတယ်ဒီနေရာမှာတော့တောက်ကြိုးနေဆိုတဲ့စကားလုံးလေးကိုသုံးနှုန်းထားပါတယ်ลืมเอากระเป๋าตังค์ไว้บนแท็กซี่เช็บหายแน่ลืมเอาไว้ဆိုတာကမေ့ကြံခဲ့တာกระเป๋าตังค์ဆိုတာကတော့ပတ်စံအိတ်บนဆိုတာကအပေါ်မှာแท็กซี่ဆိုတာကတော့တက္ကစီကိုပြောတာပါเช็บหายแน่ဆိုတာကတော့တကယ်ဒုက္ခရောက်ပြီးတကယ်ဒုက္ခပဲလို့ပြောချင်တာပါลืมเอากระเป๋าตังค์ไว้บนแท็กซี่เช็บหายแน่တက္ကစီပေါ်မှာပတ်စံအိတ်မေ့ကြံခဲ့ပြီးတကယ်ဒုက္ခပဲแกทำอะไรลงไปเนี่ยงานนี้เช็บหายแน่แกဆိုတာကနင်ทำอะไรลงไปဆိုတာကတော့လှုပ်လိုက်မိတာလှုပ်ချပလိုက်တာကိုပြောတာပါနိယဆိုတာကတော့ဒီနေရာမှာစိတ်ပြတ်မှုကိုဖော်ပြတဲ့စကားလုံးအနေနဲ့သုံးထားပါတယ်တချို့နေရာမှာဆိုရင်တော့เธอเนี่ยဆိုရင်တော့နင်ကတော့လေလို့သုံးနေဆိုပေမဲ့ဒီနေရာမှာတော့แกทำอะไรลงไปเนี่ยနင်ဘာလုပ်လိုက်တာလဲဟာနင်ဘာလုပ်လိုက်မိတာလဲအဲ့လိုပြောချင်တာပါငါနီးဆိုတာကတော့ဒီအလုတ်ကချစ်ဟိုင်နဲ့ဆိုတော့တေးကြတယ်သွားပြီးလုံးဝအဆင်မပြေတော့ဘူးလို့ပြောချင်တာပါแกทำอะไรลงไปเนี่ยงานนี้ချစ်ဟိုင်နဲ့နင်ဘာလုပ်လိုက်တာလဲဒီလုတ်တော့တေးကြတယ်သွားပြီးพูดแบบนี้ระวังจะซวยเช็บหายนะเว้ยพูดแบบนี้ဆိုတာကတော့ဒီလိုစကားပြောဆိုပုံလို့ပြောချင်တာပါမြန်မာလိုမျိုးပြောရင်တော့ဒီအပြောအဆိုနဲ့တော့လို့သုံးနှုန်းတာများပါတယ်ระวังဆိုတာကတော့သတိထားจะซวยဆိုတာကတော့ကန်ဆိုးတာပါเช็บหายနဲ့တွဲလိုက်တဲ့ခါကျတော့ဒုက္ခတွေ့မယ်လို့ပြောချင်တာပါจะซวยเช็บหายนะเว้ยเว้ยဆိုတာကတော့တတ်တူရွယ်သူတငယ်ချင်းချင်းသုံးနှုန်းနဲ့အမေတဲ့အတန်မျိုးဖြစ်ပါတယ်พูดแบบนี้ระวังจะซวยเช็บหายนะเว้ยဒီပြောဆိုနေတော့ဒုက္ခတွေ့လိမ့်မယ်နော်သတိထားงานนี้ถ้าทำพลาดมีหวังเช็บหายแน่นอนงานนี้ဆိုတာကတော့ဒီအလောက်ကถ้าทำพลาดအမှားလုံးမိရင်မေးရှိတယ်หวังဆိုတာကတော့မျှော်လင့်ချက်ပါမျှော်လင့်ချက်ကိုချစ်ဟိုင်းနဲ့တွဲလိုက်တဲ့ခါကျတော့မျှော်လင့်ချက်မဲ့တဲ့သဘောဖြစ်သွားပါတယ်แน่นอนဆိုတာကတော့တေချာပေါက်လို့ပြောချင်တာပါงานนี้ถ้าทำพลาดมีหวังချစ်ဟိုင်းแน่นอนဒီအလုံးအမှားလုံးမိရင်တော့မျှော်လင့်ချက်မဲ့ပြီပဲรถชนกันเสียงดังสนั่นเช็บหายเลยรถชนกันဆိုတာကရင်ချင်းတိုက်တာပါเสียงดังสนั่นဆိုတာကတုံခါတဲ့ကျေလောင်မှုပြင်းထန်တဲ့ကျေလောင်မှုကိုပြောတာပါเช็บหายเลยဆိုတာကတော့ဒီနေရာမှာကြောက်ဖို့ကောင်းလိုက်တာလို့သုံးထားပါတယ်รถชนกันเสียงดังสนั่นเช็บหายเลยရင်တိုက်တဲ့အတန်ကကျေပြီးတုံမတုံနဲ့ကြောက်ဖို့ကောင်းလိုက်တာဒီနေရာမှာကြောက်ဖို့ကောင်းလိုက်တာလို့မသုံးမဲနဲ့တော်တော်ဆူဆူရွရွပဲလို့သုံးချင်ရင်လည်းရပါတယ်။อุ๊ยเหยียบโดนตะปูเช็บหายเจ็บชะมัดอุ๊ยဆိုတာကတော့နာကျင်လို့អော်တဲ့အတန်ပါเหยียบဆိုတာကတော့နင်းတာကိုပြောတာပါဒွန်ဆိုတာကတော့ခံရတဲ့အချိန်ဒီမှာသုံးပါတယ်တပူဆိုတာကတော့တန်ကိုပြောတာပါချစ်ဟိုင်ဂျစ်ချမတ်ဆိုတာကတော့ချစ်ဟိုင်ကိုဒီနေရာမှာခို့နဲ့အဓိပ္ပာယ်တူတူသုံးထားပါတယ်တေလောက်အောင်လို့အဓိပ္ပာယ်ရပါတယ်ဂျစ်ချမတ်ဆိုတာကတော့အရန်ကိုပြင်းပြင်းထန်ထန်နာကျင်တာပါโอ้ยเหยียบโดนตะปูချစ်ဟိုင်ဂျစ်ချမတ်တန်နေမိသွားတယ်တေလောက်အောင်နာတယ်လို့ပြောချင်တာပါทำเอกสารสำคัญหายหมดเช็บหายแล้วจะทำยังไงดีทำหายหมดဆိုတာကတော့အကုန်ပျောက်ကုန်ပြီလို့ပြောချင်တာပါပျောက်အောင်လုပ်လိုက်မိတာပေါ့နော်เอกสารဆိုတာကတော့စာရွက်စာတမ်းပါสำคัญဆိုတာကတော့အရေးကြီးတာပါทำเอกสารสำคัญหายหมดအရေးကြီးစာရွက်စာတမ်းတွေအကုန်ပျောက်ကုန်ပြီเช็บหายဒုက္ခပဲแล้วจะทำยังไงดีဘယ်လိုလုပ်ရင်ကောင်းမလဲ
ပြီးရင်ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့အသေးပဲပြောချင်တာပါทำเอกสารสำคัญหายหมดเช็คหายแล้วจะทำยังไงดีအရေးကြီးဆောင်ရွက်စာတမ်းတွေအကုန်ပြောက်ကုန်ပြီဒုက္ခပဲဘယ်လိုလုပ်ရင်ကောင်းမလဲ